ကိုလိုကဘယ်လိုပြောမလဲကျွန်တော်လည်းမပြောတတ်ဘူးအကိုလိုကတည့်ရတိုက်ပေါ့နော်အကိုလိုကျွန်တော်ကကြတော့မြန်မာပြည်မှာအခုကျွန်တော်ကတော့ယေရှုရဲ့ကျွန်တော်ရောက်ပြီအမေကလည်းလက်ခံတယ်အကိုကလည်းလက်ခံတယ်အကိုကလည်းအခုကျွန်တော်ပြရဲကျွန်တော်သူ့စီကိုလာခဲ့တကြိုက်လူတွေရှိတယ်လေဗျာညီကောင်မောင်နှမတွေစေစားကြီးဘာသာမတူရင်လက်မခါဘူးမိဘတွေလက်မခါဘူးညီကောင်မောင်နှမတွေလည်းလက်မခါဘူးအကိုလိုကကျွန်တော်ပေါ်မှာကောက်ချတယ်ဒါပေမဲ့အခုချိန်မှာကျွန်တော်တော့ပတ်စံမလိုဘူးကျွန်တော်စီမှာဖျားရရှိတယ်ဖျားရှိရင်ကျွန်တော်ပြောတယ်အခုကျွန်တော်အလုပ်ဆဲတယ်အလုပ်လုပ်တယ်ကျွန်တော်တအားစိတ်ညစ်တယ်လူတယောက်မှာစိတ်ညစ်တာအများရှိတယ်လေလူတယောက်မှာတယောက်တစ်မျိုးစီရှိကြတယ်စိတ်ညစ်တာကိုခက်ခက်ပြစ်တာအကုန်ရှိတယ်ဒါပေမဲ့အဲ့ဒီထဲမှာကျွန်တော်ဖျားရတယ်ဆိုတော့အရင်ကကျွန်တော်လူတယောက်နဲ့တငယ်ချင်းတယောက်နဲ့တွေ့တော့ကျွန်တော်စကားမပြောလိုက်ဘူးခဲလည်းမခဲတယ်အခုကျတော့ယေရှုယုံကြည်တယ်ဖျားယုံကြည်တယ်လက်ခံမှုတွေများရတယ်တငယ်ချင်းမိတ်ဆွေတွေများရတယ်ပြီးမိတ်ဆွေပေါ့နော်အကုန်လုံးရတယ်အခုမြန်မာပြည်တငယ်ချင်းတွေလည်းအကုန်လုံးအားပေးတယ်အဲ့လိုမျိုးဆရာကလည်းကျေးဇူးတင်တယ်ဖခင်ကလည်းကျေးဇူးတင်တယ်ဘာဖြစ်လို့လဲကျွန်တော်ရတက်အမခံဘူးလေဖခင်စီကျွန်တော်ပေးလိုက်ရလို့ခုကျွန်တော်သွားတယ်ကျွန်တော်လာတယ်စားတယ်ပတ်စာကူတယ်ဒါပေမဲ့အဲ့ဒီပတ်စာလေးကကျွန်တော်တက်ပါဒိဗံမရှိဘူးကျွန်တော်တက်ဒိဗံရှိတာတက်အောင်မခံဘူးအခုကျွန်တော်တက်အောင်မခံကျွန်တော်ရတယ်ဒါပေမဲ့အမေရလည်းကောက်လောက်လာခဲ့ကြိုးစားဘာဖြစ်လို့လဲအဲ့ဒီလိုလောက်မှာပါကျွန်တော်သိသွားရင်ကျွန်တော်ဘယ်ရောက်မလဲစတီဗီဘယ်ရောက်မလဲရန်နိုင်စုပ်ဘယ်ရောက်မလဲကျွန်တော်မသိဘူးဟုတ်တယ်မလားကျွန်တော်အခုကြည့်အောက်ဆဲသွားတယ်ကျွန်တော်သိသွားရင်မသိဘူးဘယ်လိုလောက်မလဲမသိဘူးလေတကူစတီဗီမကျင်တဲ့ဘူးနောက်ကရိုက်မယ်ကျွန်တော်မသိဘူးသိသွားတယ်ဒါပေမဲ့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကသူတို့ရောက်မှာလေဝိညာဉ်ကြတော့သူတို့မရတော့ဘူးအဲ့ဒီလိုပဲအခုကျွန်တော်ကတော့အကုန်လုံးဒီအရေတော့ရာဘွားတော့ဘာလို့တခါမမြင်ဘူးခုမှဟိုနားမှာရာဖြစ်တယ်ဒီနားမှာရာဖြစ်တယ်စိတ်ရလူကငယ်ပြီမစိတ်ရလေမြဲတဲ့ဒေါ်လာထွက်နေတယ်ဒါပေမဲ့အခုတက်နေတယ်လို့ခေးတယ်ဘာဖြစ်လို့ဖះမကြိုက်ဘူးလေအဲ့လိုအရေတော့မရောက်ဘူးအရေတော့မောင်နှမလည်းမရောက်ဘူးကျွန်တော်ပြောရပွက်လေးပြောတယ်မကျင်နိုင်ရင်မကျင်နိုင်ဘူးကြိုက်ရင်ကြိုက်မကြိုက်မကြိုက်ဘူးအဲ့လိုပြောအဲ့ဒီလိုပြောတာတငယ်ကြီးတွေအဲ့ဒီလိုပဲပြောတယ်နင်တို့မကြိုက်ဘူးလားမကြိုက်ရင်ငါပွက်လေးပြောငါလည်းနင်တို့ပွက်လေးပြောအဲ့လိုမျိုးအများကြီးတငယ်ကြီးတွေအရေတော့တငယ်ကြီးလည်းမရှိပါလည်းမရှိဖះကပျော်လဲပျော်ရတယ်ဘယ်လိုပြောမလဲစိတ်လည်းစိတ်ချသာရတယ်အဲ့လိုမျိုးခုချိန်မှာဆိုပတ်စာလည်းမလိုတော့ဘူးပတ်စာဒီကမဟုတ်တော့ဘူးစတီဘယ်ကဘယ်လိုဖြစ်ရမလဲဖះအဲ့လိုက်ပြီခန္ဓာကိုယ်ကတော့မြေကြီးရောက်ပြီဝိညာဉ်တော့ဖះစီရောက်သွားပြီအဲ့လိုမျိုးအဲ့ကစတီဘယ်ကတော့လုံးဝဖះကိုလက်ခံတဲ့ယုံကြည်တယ်ဖះကိုရှေ့တယ်ချစ်တယ်ပေါ့နော်ဖះကိုချစ်တယ်အဲ့တော့ဖះရဲ့တားတော့ဖြစ်ပြီဘယ်တော့မှနောက်ရှေ့တဲ့မကောက်ဆိုးဝါးမှတည်းများကိုလိုဘာလဲကတ်လို့လည်းမရတော့ဘူးအခုကျွန်တော်ဖះကြောက်တက်တယ်ဟာစတီဘယ်မတက်နဲ့နေဖះကြောက်မကောက်ဘူးနေဖះကြောက်တက်လာနေဘာသာမတူဘူးမတက်နဲ့အဲ့မဲ့အပြေလူတွေကမသိဘူးကျွန်တော်ကြားရတယ်ပြီးရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့အိမ်မှာအခုဘုရားဘာသာဖះတက်ဖို့ရှိတယ်နော်ဒါပေမဲ့ကျွန်တော်ဆုတောင်းတယ်ဖះကိုကျွန်တော်ဆုတောင်းတယ်အဲ့ဒီကျွန်တော်ဆရာနဲ့ကျွန်တော်နဲ့ပေါ့နော်ကိုဒီပါစတာနဲ့ရင်းနဲ့ချစ်သွားလို့ပြလာတယ်ညအမိုးချုံမှာပဲအေးကကျွန်တော်တို့ညီကောင်မနဲ့မတရားလည်းမရှိဘူးညနှစ်နာရီထိုးသွားပြီညနှစ်နာရီမကောက်ချောထွက်တဲ့ချိန်ပေါ့ကျွန်တော်တို့ဘုရားဘာသာမှာဆိုမကောက်ဆိုးဟုတ်ဘယ်လိုပြောမလဲတောက်စားတဲ့ချိန်ပေါ့နော်အဲ့လိုမျိုးဟာတက်လာတယ်ငါအိမ်မရဘူးနော်ငါအိမ်မရဘူးငါလုံးဝအိမ်မရဘူးအိမ်မယ်မရဘူးအိမ်မယ်အနောက်ရှိတယ်ကျွန်တော်အိမ်လို့မရဘူးလေဘယ်လိုအိမ်လို့မရဘူးအဲ့ဆိုဖះဆူတောင်းလိုက်တော့မခံနိုင်တော့ဘူးအိမ်ဘောလူတရားမကြဘူးတခါလဲပြေးတာပဲဆဲတာပဲတခါလဲမနဲ့ကြတော့မတက်လာတော့ဘာဖြစ်လဲကိုကဖះကိုလက်ခံလာပြီလေအခုကျွန်တော်ဆရာပြေးလာတဲ့ဆွဲကြိုးလေးကိုမှကျွန်တော်ကစာအုပ်တွေပါလေခုကျွန်တော်စာဖတ်လို့မတက်ဘူးနော်အကုန်သိတယ်ဒါပေမဲ့ကျွန်တော်ပြေးလာတဲ့ဆရာကြားစာအုပ်တွေပါလေကျွန်တော်ရကားအောက်မှာလေအဲ့ဒီလိုအိတ်လာကျွန်တော်အဲ့ဒါပဲပြောချင်